ဒီကနေ့ဖေဖော်ဝါရီလ28ရက်နေ့မှာအမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုတွေစတင်လှုပ်ဆောင်လိုက်ပါတယ်။အဲ့လိုတိုက်ခိုက်မှုကြောင့်အရှေ့အလယ်ပိုင်းဒေသမှာစစ်ပွဲအခြေအနေတစ်ခုဖြစ်လာပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီတိုက်ခိုက်မှုဟာအမေရိကန်လုံခြုံရေးအတွက်အန္တရာယ်တွေကိုဖယ်ရှားဖို့လုပ်တာလို့ပြောပါတယ်။တစ်ဖက်မှာလည်းအီရန်ပြည်သူတွေကိုသူတို့ရဲ့အစိုးရကိုပြောင်းလဲနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။အီရန်ဘက်ကလည်းအစ္စရေးဘက်ကိုတုံးကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကဆိုပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ဒီစစ်စင်ရေးကို Operation Epic Fury ဆိုပြီးနာမည်ပေးထားတယ်လို့ဆိုပါတယ်။ဒီတင်မှမှုအသစ်ကြောင့်အီရန်နဲ့အနောက်နိုင်ငံတွေကြားနျူကလ িয়ার ကိစ္စကိုတန်တမန်နီလန်းနဲ့ဖြေရှင်းနိုင်မယ့်မျှော်လင့်ချက်တွေပိုပြီးနည်းလာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ Trump ကဆိုရှယ်မီဒီယာမှာတင်ထားတဲ့ဗီဒီယိုမိန့်ခွန်းတစ်ခုမှာလည်း1989ခုနှစ်ကတီဟရန်မှာရှိတဲ့အမေရိကန်တန်ယုံကိုသိမ်းပိုက်ပြီးအမေရိကန်52ယောက်ကို44ရက်ကြာဖမ်းဆီးထားတဲ့ဖြစ်ရပ်ကိုပြန်လည်ကိုးကားပြောဆိုခဲ့ပါတယ်။ Islamic ဒေါ်လာရေးကြောင့်ဘာသာရေးကောင်းဆောင်တွေအာဏာရလာခဲ့တာလည်းပါဝင်ပါတယ်။ဒါအပြင်အမေရိကန်ဘက်ကအီရန်အပေါ်ဆွဆွဲထားတဲ့တိုက်ခိုက်မှုအမျိုးမျိုးကိုလည်းပြောဆိုခဲ့ပါတယ်။သမ္မတထရန့်ကအီရန်ကိုတိုက်ခိုက်ရမှာဘုံနဲ့နေရာအနှံ့ကျလာမယ်လို့ပြောထားပြီးအီရန်ပြည်သူတွေကိုလုံခြုံရာနေရာမှာနေဖို့တိုက်တွန်းထားပါတယ်။အမည်မဖော်လိုတဲ့အမေရိကန်ရာရှိ2ယောက်ရဲ့အဆိုအရအမေရိကန်စစ်တပ်ကအီရန်နိုင်ငံအတွင်းမှာရှိတဲ့ပစ်မှတ်တွေကိုလေကြောင်းနဲ့ရေကြောင်းကနေတိုက်ခိုက်မှုတွေရပ်တော့ကြအောင်ဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။အီရန်ဘက်ကလည်းပြင်းထန်တဲ့ပြန်လည်တုံ့ပြန်မှုတွေကိုပြင်ဆင်နေတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗင်ဂျာမင်နေတန်ယာဟုကလည်းဒီပူးပေါင်းတိုက်ခိုက်မှုဟာအီရန်ပြည်သူတွေကိုသူတို့ရဲ့အနာဂတ်ကိုကိုယ်တိုင်ဆုံးဖြတ်နိုင်အောင်အခြေအနေဖန်တီးပေးနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။အာဏာရှင်စနစ်ကိုဖယ်ရှားပြီးလွတ်လပ်ပြီးငြိမ်းချမ်းရေးချစ်မြတ်နိုးတဲ့အီရန်နိုင်ငံဖြစ်လာဖို့အချိန်ရောက်ပြီလို့သူကဆက်ပြီးတော့ဆိုပါတယ်။သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရအီရန်ရဲ့အထွတ်ထိပ်ခေါင်းဆောင်အာယာတိုလာအလီခါမီနီဟာတီဟရန်မြို့မှာမရှိတော့ဘဲလုံခြုံတဲ့နေရာတစ်ခုမှာပြောင်းရွှေ့နေထိုင်တယ်လို့သိရပါတယ်။အစ္စရေးကာကွယ်ရေးအရာရှိတယောက်ရဲ့အဆိုအရဒီစစ်စင်ရေးကိုလာအတော်ကြာစီစဉ်ထားခဲ့ပြီးအမေရိကန်နဲ့လည်းညှိနှိုင်းထားပါတယ်။စတင်မဲ့ရက်ကိုလည်းရက်သတ္တပတ်အနည်းငယ်ကလေးကကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်တယ်လို့ဆိုပါတယ်။အီရန်ဘက်ကတော့တိုက်ခိုက်ခံရရင်ကိုကာဝယ်မယ်လို့ပြောထားပြီးအမေရိကန်စစ်တပ်တပ်ဆွဲထားတဲ့အိန္ဒိယနိုင်ငံတွေကစစ်စခန်းတွေကိုပြန်လည်တိုက်ခိုက်နိုင်တယ်လို့သတိပေးထားပါတယ်။